ဘဝကိုစိတ်ချရအောင်ဘာတွေလုပ်ရမလဲဆိုပြောတယ်မြတ်စွာဘုရားကနောင်ဘဝစိတ်ချခြင်းလို့ရှိရင်တတ္တာတိလတုဒ္ဒစာကပညာပေါ့တရားတိလစာကပညာတခါတလေ၄မျိုးပဲဟောတယ်ခါလေ၅မျိုးဟောတယ်အဲ့တော့တတ္တာတိလတုဒ္ဒစာကပညာလို့ဆိုတဲ့ဒီအရေးချင်းလေးကိုယ်တဏ္ဍာမှာရှိအောင်အေးယုံကြည်ချက်ရှိရမယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုယုံကြည်တယ်ဆိုတာလက်ခံတယ်လိုက်နာမယ်အဲ့ဒီတရားရှိလာလို့ရှိရင်ဘာဖြစ်လဲကိုချင်းတရားကိုထိန်းသိမ်းဆောက်ရှောက်တယ်အနည်းဆုံး၅ပါးသီလလုံးအောင်ထိန်းသိမ်းဆောက်ရှောက်မယ်သီလတုဒ္ဒမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေစီကူအထုတ်မယ်လောကမှာအကျိုးရှိရာအကျိုးရှိကြောင်းစာပေတွေဖတ်မယ်သိယူမယ်မှတ်သားမယ်လောကမှာရှိတဲ့ဤပညာတွေကိုသင်ယူမယ်မှတ်သားမယ်ဒီပညာရက်တွေကလည်းကိုယ့်ဘဝမှာအကျိုးရှိချောင်းယူတယ်နောက်တစ်ခါကျတော့ပညာစာကရလာတဲ့ပစ္စည်းဥစ္စာကိုအများနဲ့ခွဲဝေပြီးတော့သုံးနိုင်တယ်စွန့်ကြဲတယ်ပြီးကန်းတယ်စာကဟောနောက်ဆုံးတစ်ခုကျတော့ပညာဒါကတော့အရေးကြီးဆုံးပဲပညာဆိုတာစီးပူအထုတ်อ่ะစီးပူအထုတ်တာဘယ်နည်းနဲ့စီးပူအထုတ်တယ်လဲလို့မေးမယ်ဆိုလို့ရှိရင်ကိုယ်တိုင်အခုလိုတရားနာတာလဲပညာရအောင်လုပ်တာလေစာပေဖတ်ရှုတာလဲပညာရအောင်အထုတ်တယ်နောက်ဆုံးမှမသိတာတွေကိုမေးတယ်မရှင်းတာတွေကိုမေးတယ်ဆိုလို့ရှိရင်လေဒါလည်းပဲပညာပဲပညာပါရမီဆိုတာကိုယ်တိုင်သင်ယူခြင်းလို့ဆိုလို့တယ်